ဒီမှာဆိုရင် single phase meter ကိုသုံးပြီးတော့အိမ်မှာမီးစင်တဲ့ design ပေါ့နော်အိမ်မှာမီးစင်တဲ့ design မှာ single phase electric pole ဆို single phase ဆိုတော့ phase နဲ့ neutral နှစ်ခုပဲရှိတဲ့စနစ်ပေါ့ဟုတ်ပြီကျွန်တော်တို့စပြီးတော့ဆွေးနွေးကြည့်မယ်ဆိုလို့ရှိရင် single phase energy meter ရှိမယ် energy meter တွေကိုဒီမှာ phase ဝင်ထားတယ် neutral ဝင်ထားတယ်အဲ့တော့ဒီမှာကကြတော့ဘယ်လိုပုံစံမျိုးဝင်ထားလဲတော့ phase neutral phase ပုံစံနဲ့ဝင်ထားသလိုတချို့မီတာတွေရှိသေးတယ်တချို့မီတာတွေဘယ်လိုလဲဆိုလို့ရှိရင် phase neutral ဆိုပြီးရှိသေးတယ်အဲ့ဒါကြိုးကြောင်ခုနောက်ပိုင်းလာတဲ့တရုတ်မီတာတွေအဲ့တော့ဒီကောင်ကိုကျွန်တော်ကသူ့ရဲ့ diagram ရှိတယ်မီတာပေါ်မှာ diagram ရှိရေးထားတယ်အဲ့ diagram ကိုဖတ်ပြီးတော့ဘယ်လိုဝင်ရမလဲဆိုတော့ဒါကိုမှားလို့မရဘူးတကယ်လို့များဆိုပါစို့အခုကျွန်တော်မိတ်ဆွေတယောက်ကျွန်တော်ကြုံမှုတယ်သူကဘယ်လိုလဲဆိုတော့မီတာကဒီမျိုးစား phase neutral အဲ့ဒါကိုသူကဒီလိုထင်တော့ဘာသွားလုပ်လဲဆိုပါစို့ဒီမှာအပေါက်၄ပေါက်ပေါ့နော်အပေါက်၄ပေါက်ဒီမှာ तू ကဒီမီတာရဲ့ပုံစံအတိုင်း phase ဝင်တယ်ပြီးတော့ neutral ဝင်တယ် phase ဝင်တယ်သူကအမှန်ကန်ဒီမှာ phase neutral ဖြစ်ရမှာအဲ့ဘာဖြစ်လဲဆိုပါဝါလဲလွှတ်လဲမီတာကြီးမီးလောင်သွားအဲ့တော့အဲ့ဒါလဲကျွန်တော်တို့ diagram ကိုကြည့်ပြီးတော့မှားလို့မရဘူး view site ဖို့လုပ်တယ်နော်ဒါမျိုးဒါလေးပါပဲအဲ့တော့ဒီမှာကျွန်တော်ဆက်ကြည့်မယ်ဆိုလို့ရှိရင်သူကဘာလုပ်ထားလဲဆို RCPO breaker တတ်ထားတယ် RCPO breaker တတ်ထားတော့ MCB နဲ့ RCCP ပေါင်းလိုက်တာအဲ့နှစ်ခုပေါင်းထားတာကို RCPO breaker လို့ခေါ်အဲ့တော့တစ်လုံးနဲ့တက်လိုက်တဲ့အတွက်နှလုံးတက်เสียမလို့တော့ဘူးပတ်စံကုန်တက်တာပါဒါပေမဲ့ RCPO ကတော့ဈေးနည်းနည်းပိုကြီးတယ်ပြီးတော့ဘာလုပ်လာလဲဆိုရင်အောက်ကနေဝင်လာတာထူထူညွှန်ကြားချက်မရှိဘူးဆိုလို့ရှိရင်ဒါမှမဟုတ်သူအောက်ကဝင်ဖို့သူညွှန်ကြားထားလိုက်မယ်အောက်မှာ line ရေးပြီးတော့အပေါ်မှာလှုပ်ရေးလို့ရှိရင်ဒါအပေါ်ကနေပြီးတော့ဝင်ပေးရမယ်ဟုတ်ပြီနော်ပြီးတော့မှဒီကနေ phase အထွက်ကကျန်တဲ့ breaker တွေအောက်ဘက်ကနေအကုန်ကူးသွားတယ်ဘာကြောင့်အောက်ဘက်ကနေအကုန်ကူးလဲသူအောက်ဘက်မှာ line လို့ရေးထားမှာပေါ့အဲ့ကြောင့်အောက်ကနေပြီးတော့ကူးတာအပေါ်မှာလှုပ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ RCPO breaker ကို32A တတ်ထားမယ် trip ဖြစ်မှာကတော့short circuit ဆို 32A ပေါ့နော်ကျွန်တော်ဓာတ်လိုက်မယ်ဆိုလို့ရှိရင်တော့30 milli ampere မှာပြုတ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ aircon သုံးမယ်ဆိုပါစို့ aircon သုံးမဲ့ breaker ဆိုလို့ရှိရင်ဘယ်လောက်တတ်တင်လဲဆို C16 တတ်တင်တယ်တကယ်လို့နှစ်ကောင်ဆိုလို့ရှိရင်တော့20လောက်တတ်ပေါ့တကယ်လို့ aircon 2 horsepower ဖြစ်သွားရင် C20 တတ်တင်ပါတယ်ကျန်တဲ့ lighting ရတော့ 10A ဆိုလုံလောက်ပါတယ်နေအနေနဲ့တော့ဒီလောက်ပါပဲတိတ်ထွေထူးတော့ heavy မရှိဘူးเนาะဒီဆိုကျွန်တော်တို့တစ်ကောင်မော်တာတွေတစ်ကောင်နှစ်ကောင်မော်တာတွေဆိုလဲ C16 နဲ့ C20 ဆိုလုံလောက်ပါတယ်အဲ့မှာ inverter လာခြင်းလို့ရှိရင် inverter ရဲ့ chain လိုပါနဲ့ခံပေါ့ chain လိုပါနဲ့ခံပြီးလို့ရှိရင်ဒီက breaker တစ်ခုတည်းကိုဒီကောင်ကိုဖြတ် breaker တစ်ခုတည်းကို inverter ကနေဝင်ပေးလိုက် inverter ရဲ့တစကို neutral bar မှာတစ်ခါတည်းဆက်ပေးလိုက်ဒီမှာ neutral bar ရှိတယ်เนาะဒီဘက်ဘေးလေးမှာမမြင်ရလို့ပါဒီ neutral bar ကဒီ neutral bar ထွက်လာပြီးဒီမှာလာချိတ်ထားမှာเนาะ